Hello မင်္ဂလာပါတာယာတဲ့နေ့လေးဖြစ်ပါစေဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကကြတော့ create the good day ပေါ့နော်ကောင်းမွန်သောနေ့ရက်များကိုဖန်တီးလိုက်ပါဆိုပြီးတော့ဆရာတဟာဆွေလိုင်းကရေးသားထားတာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာမှညင်စာအုပ်လေးကိုလည်း review ပေးရင်ဒီထဲကနားထောင်တဲ့သူတွေလည်းအကျိုးတစုံတရာရှိစေမယ့်အကြောင်းအရာလေးတွေကိုကောင်းတော့တင်ပြပေးပါမယ်ဒါလေးကတော့အကောင်းဆုံးရှင်သန်မယ်ပေါ့ကျွန်တော်တို့အားလုံးဟာမတည်မြဲခြင်းတွေကြားမှာရှင်သန်နေထိုင်ကြရပါတယ်ထိုနည်းတူပဲမပြည့်စုံခြင်းတွေလည်းဖြစ်တန်းနေရတာပါဒီလိုအဖြစ်ပြက်တွေကြားမှာတချို့သောသူတွေကကြာရှုံးသွားကြတယ်တချို့သောသူတွေကကြော်ဖြတ်နိုင်သွားတယ်အကောင်းဆုံးပုံစံနဲ့ပေါ့ကျွန်တော်တို့ကမပြည့်စုံတဲ့အခက်ခဲတွေကိုကြော်ဖြတ်နိုင်ခဲ့တဲ့သူတွေထဲမှာတော့ပါတယ်အကောင်းဆုံးရှင်သန်နိုင်ဖို့ဝမ်းနည်းခြင်းတွေကိုမွတ်အောင်လုပ်လိုက်ပါပျော်ရွှင်ခြင်းတွေကိုတယူတရဖန်ဆုပ်လိုက်ပါတန်ရောစင်ထားလေလေဘဝကပင်ပန်းလေလေပါပဲဘလို့အကြောင်းပြချက်ပဲရှိနေပါစေဘဒုကိုမှမတွေ့ညတော့ဘူးနှောင်ဖွဲ့ထားရခြင်းဟာစိတ်ရောကိုယ်ပါပင်ပန်းလိုက်တာမို့လက်လွတ်လိုက်ပါပြီရှေ့လျှောက်ဘဝကိုတယောက်တည်းပျော်ပျော်ကြီးနေမယ်နေ့ရက်တိုင်းကိုကြည်နဲ့စရာဖြစ်အောင်ဖန်တီးမယ်စိတ်ကြည်နှံမှုရစေတဲ့ဆက်ဆံရေးတွေကိုပဲဂရုစိုက်တော့မယ်ပြီးရင်ဘဝကိုအကောင်းဆုံးရှင်သန်တော့မယ်ဆိုပြီးတော့ဆရာကရေးသားထားတာပဲဖြစ်ပါတယ်နောက်စာရွက်လေးကိုလည်းညီတစ်ချက်ပြန်ပြီးတော့ဖတ်ပြပေးပါမယ်အရာအလုံးဟာခဏပါပဲလမ်းသွားရင်မြင်ပူလိုက်တာမျိုးတင်တန်းတစ်ခုတက်ရင်ရင်းနှီးသွားတာမျိုးအိမ်နီးနာချင်းလော့ဖော်ကင်ပဲတငယ်ချင်းဆိုတဲ့ဆက်ဆံရေးတွေမှာလည်းဘယ်ရာကတည်မြဲလို့လဲပိုင်ဆိုင်ထားတဲ့အိမ်ကားဆိုင်ကယ်ဖုန်းစတဲ့အချိန်တန်ရင်လည်းထားခဲ့ရမှာစွန့်ပစ်ရမှာပါပဲဖြည့်ရှင်းမရတဲ့အခက်အခဲတွေရှိနေပြီလားစကားမပြောချင်တဲ့အချိန်တွေကြုံနေရပြီလားဘယ်ရာမှမတည်မြဲပါဘူးဆိုပြီးတော့ဆရာရေးသားထားပါတယ်အရာအားလုံးဟာဖြစ်တည်မှုအားလုံးဟာတကယ်တမ်းတော့ခဏပါပဲစိတ်ညစ်စရာတွေပျော်ရွှင်စရာတွေကလည်းမကြာခဏကြုံတွေ့နေရတာပါပဲဒီလောကမှာဘယ်ရာမှတည်မြဲနေလို့လဲအမြဲတမ်းမပျော်ရတယ်လို့အမြဲတမ်းလည်းမငိုရပါဘူးခဏတာဖြစ်တည်မှုတွေကိုမဆွဲလန်းတွက်ဖို့ပဲသင်ယူရအောင်မယ်အချိန်တန်ရင်ထွက်ခွာရမယ်လူတချို့ကိုတန်ရောစင်မတွေ့မိဖို့စူးစမ်းရအောင်မယ်မတည်မြဲခြင်းတွေကြားမှာတည်မြဲခြင်းကအရန်ကိုရှားပါလာပါတယ်အနားမှာရှိနေတဲ့သူတွေပေါ်မှာလည်းရှိနေကအကောင်းဆုံးဆက်ဆံပေးလိုက်ပါဒီနေ့ခွဲခြားရမယ်သူချင်းအပေါ်ကိုယ့်အပေါ်ကောင်းတဲ့သူကအရန်ကိုနေလာပါတယ်ကိုယ့်စီမှာအနိုင်လူကျင်ကြတဲ့သူတွေကပိုများနေပါတယ်ကောင်းခြင်းဆိုးခြင်းသင်ခန်းစာတွေကိုနေ့စဉ်သင်ယူနေရတာပါပဲအရာအလုံးဟာခဏပါပဲဒါကတော့ငင်းဆရာစာအုပ်ထဲကပါတဲ့အကြောင်းအရာလေးတွေကိုကောင်းလို့တင်ပြရခြင်းပဲဖြစ်ပါတယ်အခုပြောနေတဲ့သူကတော့ CYA ချူရနာအောင်လုပ်ငန်းစုရဲ့ founder ပဲဖြစ်ပါတယ်ဒီလိုပုံစံမျိုးလေးတွေပေါ့နော်အချိန်အများကြီးမပေးနိုင်တဲ့သူတွေအတွက် just to the point ပေါ့နော်အဓိကအကြောင်းအရာလေးတွေကိုငင်းလာပြီးတော့ပြောပြရခြင်းဖြစ်ပါတယ်တစုံတရာအကျိုးရှိမယ်လို့လည်းအများကြီးမျှော်လင့်ထားပါတယ်ဒီထဲကသူတွေလည်းဒီကောင်းမွန်တဲ့နေရက်တွေကိုကိုယ်တိုင်းဖန်တီးတဲ့သူအဖြစ်ဖန်တီးကြပါဆိုပြီးတော့လည်းဒီဗီဒီယိုလေးရတစ်စင်းပြောပြပေးလိုက်ရခြင်းဖြစ်ပါတယ်ကိုယ်တိုင်း set star တွေလေးလာခြင်းနဲ့ဆိုရင်တော့တေချာတယ်ညဒီဗီဒီယိုလေးကို screenshot ရပြီးတော့ညရဲ့ CYABOOKS Post Center Facebook page မှာလာအားပေးလို့ရပါတယ်เนาะ bye bye နောက်ဗီဒီယိုမှာအများကြီးဆုံပါမယ်